ဝေးဟန်တို့စီးရတဲ့ညီကိုတွေအတွက်ဘလက်မီမလာရင်တိုင်သွားကြမလို့ပဲအိမ်မှာကိုယ့်အကိုဝါရင်းလဲလို့ရအောင်ဘလက်မီနဲ့ပတ်သက်တဲ့ဝါရင်းအပိုင်းကိုတင်ပေးသွားမှာဖြစ်ပါတယ်ဝါရင်း diagram ပုံမှာပါတဲ့အတိုင်းဘက်ထရီကနေစရအောင်ဘက်ထရီမှာအငုံငုံရှိတယ်အနှုံငုံနဲ့အပေါင်းငုံအနှုံငုံကနေကျိုးကအစိမ်းရောင်နဲ့ထွက်တယ်အကျိုးအစိမ်းရောင်ကဘယ်လိုသွားလဲဆိုတော့ body ground အချလာတဲ့ကျိုးပေါင်းငုံကနေအနီရောင်ကျိုးနဲ့ထွက်တယ်တော့ဘယ်လိုသွားလဲဆိုတော့တန်းပီယာ main fuse တွေကိုသွားတယ်တန်းအပီယာ main fuse ကနေဘာရောင်နဲ့ပြန်ထွက်သွားလဲဆိုတော့အနီရောင်ကျိုးနဲ့ပဲပြန်ထွက်သွားတယ်သူကဘယ်လိုသွားလဲဆိုတော့တောက်အောင်ကိုသွားတယ်တောက်ဖိလိုက်ရင်ဘာရောင်နဲ့ပြန်ထွက်သွားလဲဆိုတော့အမဲရောင်နဲ့ပြန်ထွက်သွားတယ်တောက်နဲ့ထွက်ရတဲ့အမဲရောင်ကျိုးကဘယ်လိုသွားလဲဆိုတော့အရှိ plate switch နဲ့အနောက် plate switch ကိုသွားတယ်အရှိ plate switch နောက် plate switch ကနေဘာနဲ့ပြန်ထွက်သွားလဲဆိုတော့စိမ်းဝါကျိုးနဲ့ပြန်ထွက်သွားပြီးတော့ brain မီလင်းမှုအတွက် brain မီစီကိုသွားတယ်ဘက်ထရီကနေထွက်သွားတဲ့အနီရောင်ကျိုးက main fuse ကိုထည့်ရမယ်အကယ်၍ main fuse ပြတ်နေလို့ရှိရင်ဒီနေရာဒီအနီရောင်ကျိုးကနေတွဲဖို့မရောက်ဘူးကို့မှာမီဆာနဲ့တက်စတာတွေ digital meter တွေရှိရင်ဘိုးတိုင်းလို့ရတယ်ပတ်လန်းတိုင်းလို့ရတယ်တန်းပီယာ main fuse ပြတ်နေရင်ဒီညာကိုတွဲဖို့မရောက်ဘူးကဲလို့တန်းပီယာ main fuse ကောင်းနေတယ်ဆိုလို့ရှိရင်ဒီညာတွဲဖို့သွားမယ်တော့ကိုဖြတ်မယ်တော့ဖိလိုက်တာနဲ့ဒီအမဲရောင်ကိုတွဲဖို့ရောက်မှာတော့ဖိလိုက်လို့အမဲရောင်ကိုတွဲဖို့မရောက်ဘူးဆိုလို့ရှိရင်စံကင်မှာဘာမှတ်လာမှာမဟုတ်ဘူးကဲလို့တော့နေသွားတယ်ဒီအမဲရောင်ကျိုးကိုတွဲဖို့ရောက်ရင်ဘလက်ဆွီတဲကိုဝင်မယ်ဘလက်ညှစ်လိုက်ရင်စိမ်းဝါကျိုးနဲ့ပြန်ထွက်သွားမယ်အေးစိမ်းဝါကျိုးမှာအပေါင်းတွဲဖို့ရောက်အောင်အပေါင်းတွဲဖို့ကမီဒီရဲ့အောက်ခြေအထိုင်ကိုသွားမယ်ကဲလို့ရှေ့ဘလက်ညှစ်လိုက်တယ်ရှေ့ဘလက်ဆွီရဲ့အထွက်မှာအစိမ်းဝါအထွက်မှာတွဲဖို့မရောက်ဘူးဆိုလို့ရှိရင်ဘလက်ဆွီပြတ်နေလို့ပေါ့နောက်ပလေးနင်းလိုက်တယ်နောက်ပလေးစီရထွက်စိမ်းဝါမှာတွဲဖို့မရောက်ဘူးဆိုလို့ရှိရင်နောက်ပလေးစီပြတ်နေလို့ပေါ့ဒီစိမ်းဝါကျိုးကိုတွဲဖို့ရောက်ပြီဆိုရင်မိတိအထိုင်အောက်ခြေမှာတွဲဖို့ရောက်အောင်ကဲလို့ပလေးစီရအထွက်စိမ်းဝါမှာတွဲဖို့ရောက်တယ်မိတိရဲ့အောက်ခြေအထိုင်မှာတွဲဖို့မရောက်ဘူးဆိုလို့ရှိရင် digital meter ရှိရင် digital meter မှာအတန်စကေးထားပလေးစီရထွက်စိမ်းဝါမှာထောက်မိတိရဲ့အောက်ခြေမှာထောက်ပြီးတိုင်းကြည့် digital meter မှာအတန်မပြဘူးဆိုလို့ရှိရင်ဒါ full connection မရှိလို့ပဲမီဒီရဲ့အောက်ခြေစိမ်းဝါကျိုးကိုလည်းတွဲဖို့ရောက်ပြီးဂလောင်းကျိုးလည်းရောက်ပြီးဆိုရင်တော့မီဒီကမီလင်းကိုလင်းရမယ်အဲလိုမီဒီမီမလင်းဘူးဆိုတော့မီဒီပျက်စီးနေလို့ပဲ